ကျွန်တော်ဒီနေ့ကျတော့ကျွန်တော် Azola ဟိုတနေ့က site ခဲ့တဲ့ကန်လေးကိုပြရင်ねဒီ Azola site တဲ့နေရာမှာ NPK ဆိုတဲ့ဒီ primary nutrients 3ခုရှိတယ်အပင်တွေကြီးထွားဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အခြေခံလိုအပ်တဲ့ဒီ NPK ပေါ့ဗျာ NPK ထဲမှာဘယ်ဟာကအရေးကြီးလဲဆိုတာ Azola အတွက်အရေးကြီးလဲဆိုတာကျွန်တော်မျှဝေသွားပါမယ်ဗျကျွန်တော်ဒီ NPK 3ခုရှိရဲ့အနက်မှာ Azola ကကျတော့လေထဲက nitrogen ကိုသူ့ဘက်သက်သူဖမ်းယူနိုင်တဲ့အခါကျတော့ဒီ Azola လေးတွေက nitrogen ကျွေးဖို့မလိုအပ်ပါဘူး nitrogen အများကြီးကျွေးဖို့မလိုအပ်ဘူးသူတို့ကလေထဲက nitrogen ကိုသူတို့ဘာသာသူတို့ဖမ်းယူနိုင်တဲ့အပင်ဖြစ်တယ်တခြားအပင်တော်တော်များများကကျတော့ Azola လောက်ဖမ်းယူနိုင်ခြင်းမရှိဘူးအဲဒါကြောင့်မို့ပဲဒီ Azola လေးရကျတော့ nitrogen သူတို့အတွက်မလိုအပ်ဘူးဒါကြောင့်ကျွန်တော်တို့ Azola ကဒီ NPK ထဲမှာဘာလို့အဓိကလိုအပ်လဲဆိုတော့ဒုတိယတစ်မျိုးဖြစ်တဲ့ဒီ phosphorus ပေါ့ phosphorus ကို Azola လေးတွေကလိုအပ်တယ်အဲကြောင့်ကျွန်တော်ကကျတော့ဒီ phosphorus ကိုကျွန်တော်ရှာကြတော့ကျွန်တော် chemical ဘာ chemical ဆေးမှမသုံးဘူးကျွန်တော်အသီးရွက်တွေလည်းစိုက်တယ်ဓာတုလို့ပဲစိုက်တာဒီ Facebook မှာဒီဓာတုလို့ဒီအသီးရွက်စိုက်ပျိုးစားသုံးကြသမျှ group လေးလည်းကျွန်တော်ဖွဲ့ထားတယ်စိတ်ပိုင်ဝင်လို့ရပါတယ်အဲ့ဒါလေးကိုကျွန်တော် link ချပေးထားမယ်ဗျကျွန်တော်ဒီစကားကိုပြန်ဆက်ရရင်ကျွန်တော်ကဒီ Azola လေးတွေကြီးထွားဖို့အတွက်ကျွန်တော်က phosphorus ကိုဘယ်ကယူလဲဆိုတော့ကျွန်တော်ဒီဘယ်ကရလဲဆိုတာကျွန်တော် AI နေလဲပေါ်နေပြီဖြစ်တာကြောင့် AI မှာမေးကြည့်ရင်တော့လွယ်တကူသိပါတယ်ဒီသဘာဝနီလန်းနေနဲ့ဘယ်ကယူမလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီနွားရှိထပ်ပေါ့ကြက်ရှိမှာဒီ phosphorus ပေါင်မှုရာခိုင်နှုန်းကနွားရှိထပ်များတယ်အဲ့တော့ကြက်ရှိသုံးမယ်ဆိုရင်လည်းရတယ်ကြက်ရှိကတော့ပြင်းတဲ့အခါကျတော့ဒီ dilute လုပ်ပစ်ဖို့တော့လိုတယ်ဒါမှမဟုတ် compose လုပ်ပြီးတော့လုပ်ပြဖို့လိုတယ်ဒီလွယ်တကူသုံးလို့ရတာဆိုတော့ကျွန်တော်ကဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီ tea ပေါ့ဒီ compose မလုပ်ဘဲနဲ့ကြက်ရှိကိုရေလေးစိမ်လိုက်ပြီးတော့ဒီchicken manure tea ပဲဆိုပါတော့ဗျာအဲ့လိုမျိုး tea လေးလုပ်လိုက်ပြီးတော့သုံးလို့ရတယ်ကြက်ရှိကိုရေစိမ်ပြီးတော့အရှင်ဖောက်လိုက်ပေါ့ဗျာအရှင်ဖောက်လိုက်2ရက်3ရက်လောက်အရှင်ဖောက်ပြီးတော့မှဒီထည့်သုံးတယ်ကျွန်တော်နောက်ထပ်တစ်မျိုးကကျတော့ဒီငပြောသီးကွန်လေးတွေပေါ့ငပြောသီးကွန်လေးတွေမှာကျတော့ဒီ phosphorus ပေါင်မှုရာခိုင်နှုန်းအတော်အသင့်ရှိတယ်များတယ်လို့တားများလို့တော့မဆိုလို့တော်သင့်ရှိတယ်အဲ့တော့ဒီငပြောသီးကွန်လေးတွေပေါ်များများရတဲ့နေရာဆိုလို့ရှိရင်เนาะဒီငပြောသီးကွန်ကိုအရှင်ဖောက်ပြီးတော့ fermented လုပ်ပြီးတော့သုံးပလိုက်လို့ရတယ်ဒီကျွန်တော်တို့နောက်တစ်ခုကကျတော့ဒီဘဲရှိပေါ့ဘဲရှိမှာလည်းဒီ phosphorus ပါမှုရာခိုင်နှုန်းများတယ်ကြက်ရှိဘဲရှိလို့ပဲဘဲရှိကကျတော့တစ်ခုရှိတာကြက်ရှိတဲ့ဆိုင်ပို့ပြော့တယ်အဲ့တော့ဒီလောကကန်ရတာတော့နည်းနည်းခက်တယ်ဆိုပေမဲ့ तू ကကျတော့ဒီကြက်ရှိလောက်တအားအပူပြင်းထန်ခြင်းတော့မရှိဘူး तू လည်းဒေါ်သင်းတော့အပူပြင်းထန်တယ်ကျွန်တော်အဲ့ကျတော့ဒီသဘာဝနီလန်းတွေအတိုင်းစိုက်မယ်ဆိုလို့ရှိရင်ဒီ Azola အတွက်လိုအပ်တာက NPK မှာဒီ phosphorus ဆိုတဲ့ဓာတ်ကလိုအပ်တယ်အဲ့ကျတော့ဒီသဘာဝနီလန်းတွေအတိုင်းစိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ပြောသွားတဲ့ဒီချက်ရှိပဲရှိကိုသုံးလို့ရတယ်ဒီငပြောသီးကွန်ကိုသုံးလို့ရတယ်ဒီဘာမှဟိုအောင်ဖြစ်ဘူးနွားရှိပဲရဆိုလို့ရှိရင်လည်းနွားရှိတော့သုံးလို့ရပါတယ်ဒါပေမဲ့နွားရှိမှာဒီ phosphorus ပေါင်မှုရာခိုင်နှုန်းကတော့ဒီချက်ရှိပဲရှိလောက်မများဘူးဗျကဲကျတော့စားပြီးတဲ့ငပြောသီးကွန်လေးမလွန်ပြပါနဲ့ Azola စိုက်တဲ့နေရာမှာအသုံးပြုလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျ